လူရှင်းထွက်ပြောရမှာကြောက်လို့ကျွန်တော်နှစ်တည်းကြာကြီးရှောင်နေခဲ့ဘူးလေအဲ့ပြီးတော့ဒီ public speaking နဲ့ပတ်သက်ပြီးတော့ confidence ရှိလာမယ့်ရက်ကိုလည်းထိုင်ဆောင်နေခဲ့ဘူးလေအဲ့ဒါပေမဲ့ confidence သူ့လိုရောက်မလာခဲ့ဘူးအဲ့ဒီ public speaking ကိုငယ်လေးကကြောက်တာကြိုက်လည်းမကြိုက်ဘူးရတဲ့အဲ့တော့ဟိုးဒီ state ကျောင်းမှာကလေးကလည်းရှေ့မထွက်ဘူးဘယ်တော့မှနောက်ဟိုတက္ကသိုလ်ရောက်တော့လေဒီတိုင်းပဲဘယ်သူပြောမလဲဆိုမပြောဘူးရှောင်မဲနေတာအဲ့ဒါလည်းအလုပ်ထိပါလာတာလေသိလားအဲ့တော့မဖြစ်မနေပြောရမယ်ဂျောင်းပိတ်ပြီးဆိုတော့မှလည်းဒီလိုပဲရုံးမပြတ်အောင်ပေါ့လေအကြံဖန်ပြီးတော့လုပ်ခဲ့ရတာပေါ့တဲ့ဟုတ်တော့အဲ့ public speaking လုပ်ရပြီဟေ့ဆိုရင်ရင်တုံပန်းတုံနေရလည်းဖြစ်တယ်เนาะဟိုနှလုံးခုန်မြဲနေဗျာเนาะ anxiety တွေ nervous ဖြစ်တယ်အဲ့ဒါတွေကအကုန်ဖြစ်တယ်အဲ့တော့မကြိုက်တော့ရှောင်နေပါဘူးဒါပေမဲ့လည်းဟိုအလုံးလုံးရင်းနဲ့က manager ဘာဖြစ်လာတော့ကြတော့မဖြစ်မနေထွက်ပြောရတာမျိုးတွေရှိလာတာပေါ့ရှိလာတော့ကြတော့လေရအောင်တော့ဟိုကြိုးစားခဲ့ရတာဒါပေမဲ့ကုမ္ပဏီတစ်ခုရောက်တဲ့အချိန်မှာမဖြစ်လဲဆိုတော့အဲ့ကုမ္ပဏီကအခုမှစ operation တစ်ခုမှစရောင်းနေရ product ကလည်းမရှိအဲ့တော့မလုပ်ရလဲဆိုတနေ့ role play လုပ်ရတယ် training လုပ်ရတယ်သိရမလားဒါတွေပဲလုပ်နေတာအဲ့အချိန်မှာဘလို့မှကိုရှောင်လို့မရတော့ဆိုတော့အဲ့ဒီခါမှာတော့ okay အမှထွက်ပြောရင်လည်းလူ9ယောက်10ယောက်ရှိမှာတော့နည်းနည်းဟိုကျင်သားရလာတာပေါ့ထွက်ပြောတာအဲ့လိုနီးနဲ့ဟိုနည်းနည်းစခဲ့ရတာပေါ့ပြောရမယ်ဆိုရင်တခါပြောလိုက်ရုံနဲ့လဲ confidence တော့ရှိမှာပါဘူးသိလားအဲ့တော့ကိုကဒီလူ9ယောက်10ယောက်ရှိမှာတဖြည်းဖြည်းအသားကျလာပြီးတော့ကိုကြည်နေနေုံပဲရှိသေးတယ်လူရာချီရှေ့မှာပြောရမယ်ဆိုပြီးအကြောင်းဖန်လိုက်အဲ့ဒါကိုအစားတော့ညင်းအောင်မလို့ပဲဒါပေမဲ့ကုမ္ပဏီကလည်းအသေးကိုကလည်းခုမှရောက်တော့ performance ကလည်းပြရအောင်ပဲဟုတ်တယ်မလားအဲ့တော့မထူးစက်ခင်းရတာပေါ့လေโอเคအဲ့တော့ငါတစ်ချိန်လုံးကြောက်လာတဲ့ကိစ္စတစ်ခုကိုကြော်လွှားဖို့အခွင့်အရေးပဲဆိုပြီးကို mindset ပြောင်းရတယ်အဲ့လိုရအောင်မြင်ပြီးတော့လုပ်ရတာပေါ့နော်အဲ့တော့ဟိုလုံရင်းနဲ့တော့ဒီလိုမျိုးလုပ်ရတာကိုကြောက်စရာလို့မမြင်တော့ဘဲနဲ့အခွင့်အရေးလို့မြင်လာတာပေါ့နော်အဲ့တော့ဟိုများလုံးတော့ဟိုမစိမ့်တော့ဘူးရင်းနှီးလာတယ်အဲ့တော့မစိမ့်တော့ anxiety တွေဒီ nervous ဖြစ်တာတွေတော့လျော့လာတာပေါ့နောက်ကိုဟိုနည်းနည်း self awareness ရှိလာတာပေါ့ပြောမယ်ငါဒီပြင်ဆင်ဖို့လေ့ကျင့်ဖို့အချိန်တခြားပေးမှအဆင်ပြေတဲ့လူပါလားသိတယ်ဆိုတော့အဲ့လိုသိလာတော့အရင်တော့ကတော့ဗျာလုံးဝမယ်ဆိုရင်ဒီ2ပတ်3ပတ်အဝေးပဲလို့သေးတယ်အဲ့မှာကြိုပြီးတော့သိရမလားစိတ်တွေဆင်းရဲဒုက္ခတွေရအောင်လေတယောက်တည်းဒါပေမဲ့နောက်ပိုင်းအဲ့ဒါသိလာတဲ့ခါမှာတော့ okay အဲ့လိုမျိုးတွေပဲလုပ်နေမယ်စားကို script ရေးတယ်ဗျာเนาะပြီးရင်ကြိုပြင်တယ်လေ့ကျင့်တယ်အဲ့ဒါကိုအချိန်ပေးလိုက်တာဆိုတော့အဲ့လိုမျိုးအဲ့လိုနီးနဲ့လုပ်တယ်နောက်ဟိုကိုယ့်ရဲ့လုံးဖို့ဂိုင်းဘက်တွေကိုအကြီးတွေကနေစီလဲဟို feedback တွေပါတောင်းပြီးတော့ပိုကောင်းအောင်ပြင်ရတာပေါ့အဲ့လိုမျိုးလုပ်ရင်းနဲ့မှာဒီ action ရယ် preparation ရယ်နောက် exposure ရယ်နောက်ဒီ feedback တွေရယ်ပေါင်းလိုက်တော့မှာ confidence တစ်ဖြည်းဖြည်းတက်လာအဲ့တော့ confidence ရှိလာဖို့ထိုင်ဆောင်နေတာကတော့စိတ်ကူးရင်ဆန်တယ်လို့ပြောတော့ပေါ်မလာတော့မဲ့လူကိုထိုင်မျောနေတဲ့သဘောဖြစ်တာပေါ့နော်ဘာမှမလုပ်ခဲနဲ့ confidence ရှိလာဖို့မျောနေလို့မရဘူးပေါ့လေအဲ့လိုပြောလိုက်လို့လဲဟိုကိုလုံးဝမလုပ်ဘူးတဲ့ကိစ္စတကူတခါတည်းကြီးမားမားဝုန်းတိုင်းဆိုပြီးတော့လှုပ်လိုက်စရာတော့မလိုဘူးဗျတဲ့အဲ့တော့ကိုအဆင်ပြေတဲ့အနေအထားလေးကနေစပြီးတော့ exposure ရှာလို့ရတယ်ကို comfortable ဖြစ်တဲ့အခြေအနေရတယ်ပေါ့နော်ဥမာဗျာဟိုသင်တန်းတက်တာမျိုးရှိမယ်နောက်ဟို volunteer လုပ်တာမျိုးလို့เนาะနောက် role play လုပ်တာတွေเนาะနောက်အခွင့်အရေးသေးသေးလေးတွေကိုစပြီးတော့လက်ခံပြီးတော့စမ်းပြီးတော့လုပ်ကြည့်ရပါတော့အဲ့လိုမျိုးတွေလုပ်လို့ရတယ်ပြီးရင်ကိုယ့်ရဲ့ဒီအာယုံစိုက်တာကိုလည်းပြောင်းမှုလိုတယ်ပေါ့เนาะကျွန်တော်တို့ကပုံမှန်ဆိုရင်တော့ဒီကြောက်စိတ်တွေဒီ anxiety တွေ nervous ဖြစ်တာတွေဒါတွေကိုပဲဟိုအာယုံစိုက်မိနေတာဆိုတော့အဲ့လိုမျိုးအစားဘယ်လိုကြိုတင်ပြင်ဆင်မလဲဆိုတာကိုကအာယုံပို့ဆိုင်ပြီးတော့ပြင်ဆင်တာလေ့ကျင့်တာလုပ်တင်တယ်ပေါ့နော်အဲ့ဒါရှိမယ်ပြီးရင်ဟိုလေ့ကျင့်တယ်ဆိုတဲ့နေရာမှာလည်းဗျာတယောက်နဲ့တယောက်ကမတူဘူးသူများတွေကတစ်ခေါက်လောက်နဲ့ရတယ်မယ်ကိုက10ခေါက်လုံးမှရမယ်ဆိုရင်10ခေါက်လေ့ကျင့်ရမှာပဲတဲ့အဲ့ဒါမဆိုင်ဘူးအဲ့တော့ပြီးရင်နောက်ကျွန်တော်တို့အရင်တုန်းကကြုံခဲ့ဘူးတဲ့ဟို pass failure တွေရှိမယ်တဲ့မှာကိုတရားကိုလောက်ကြည့်တယ်ဟိုရုပ်ပြက်ခဲ့တယ်ဒါမှမဟုတ်လည်းမအောင်မြင်ဘူးကိုကအဲ့ဒါတွေကိုမထားခဲ့နိုင်ဘူးเนาะလွတ်မချနိုင်ဘူးဆိုရင်လည်းဒီ confidence နဲ့ပတ်သက်တဲ့နေရာမှာပြဿနာရှိတယ်ဗျာပြီးတော့ဟို
ကိုယ့်ထက်အရန်တော်အရန်ကောင်းနေတယ်သွားနိုင်ချင်ဟာငါသူ့လိုဘယ်တော့မှမဖြစ်နိုင်ပါဘူးဘယ်တော့မှဖြစ်မှာလဲဒါမျိုးတွေပေါ့ကိုယ်က negative ဖြစ်အောင်ဟိုသွားပြီးတော့နှိုင်းရှင်တာတွေကလည်းကိုယ့်ရဲ့ confidence မှာလာပြီးအနှောက်အယှက်ပေးတယ်ပေါ့နော်ဒါလေးတွေလည်းကျွန်တော်တို့ကဖြည့်ရှင်းရမယ်ပေါ့နောက်ကိုယ်မှာဟို self aware ကိုယ့်ကို self awareness ရှိပြီးတော့လက်ခံမှုလည်းလိုပါပေါ့တဲ့ဟိုကျွန်တော်တို့ကတခါလေကြာလဲသူများတွေကကိုယ့်ကိုမငင်းပယ်ခင်ကိုယ့်ကိုအရင်ငင်းပယ်နေရရှိတယ် self rejection တွေပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းတတိထားဖို့လိုတယ်မှာပါတာပေါ့အဲ့ပြီးတကယ်ကိုယ့်မှာအားသာချက်တွေရှိပြီးသားအဲ့ဒီအားသာချက်တွေကိုတေချာသိအောင်လုပ်ပြီးတော့အပူကောင်းအောင်လေ့ကျင့်ရင်လည်းဒီ confidence ကိုတည်ဆောက်ပြီးရင်သူက confidence ဆိုတာအမြင်တသက်မှတ်တည်းရှိမနေဘူးဗျာအတက်အကျရှိတယ်အဲနောက်ကိုလုံးတဲ့ challenge ကအသစ်ဖြစ်တယ်เนาะဒါမှမဟုတ်ဒီ public speaking မှာဆိုရင် audience size ကြီးလာတယ်ဆိုရင်လည်းဒါ confidence ကိုနောက်တစ်ဆင့်တည်ဆောက်ရတာမျိုးတွေလည်းရှိတတ်တယ်အဲနောက်တစ်ခုခုမလုပ်တာကြာပြီဆိုရင်လည်း confidence ကျသွားတယ်တဲ့ဆိုတော့အဲ့လိုမျိုးအချိန်မှာဆိုရင်လည်းခုနနီးနေနဲ့ပဲပြန်ပြီး confidence ကိုတည်ဆောက်အောင်ပေါ့တဲ့အဲ့တော့ဟိုအဓိကကတော့ကြောက်တာပြဿနာမရှိဘူးဒီလိုပဲကြောက်နဲ့ပဲစလို့ပြီးရင်လေးတေချာပြင်ဆင်ပြီးတော့လေ့ကျင့် feedback ယူပြီးရင်ဆက်လုပ်ပေါ့နော်ဆိုတော့အဲ့ဟာအဓိကပုံပြရေးကြည့်တာပေါ့ဒါကြောင့်မလို့ confidence မရှိလို့ရှောင်နေမယ်အစားတဲ့တူရင်ဆိုင်လိုက်တာအဲ့ဒါမှကိုယ့်အတွက်ပို့ပြီးအကျိုးရှိမှာပေါ့နော်အဲ့တော့ဟို confidence ရှိမှ action လုပ်ရတာမဟုတ်ဘူး action လုပ်ရင်းနဲ့မှာ confidence ဆိုတဖြည်းဖြည်းရှိလာတာပေါ့နော်